ကျော်စွာဝင်းရဲ့ဘော်ဒါ Y2K ကိုဒီလိုကောက်ရိုးဖို့စောင်းတဲ့ဟိုအကောင်လောက်ရက်တွေလောက်ခဲ့မှုတဲ့ One Championship ပေးသမျှလုံးပဲမင်္ဂလာပါ Ikari Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိချိန်မှာကျော်စွာဝင်းကိုဖဲတဲ့ချိန်မှာဘေးကနေကိုဖိရင်ဖိဆောင်းလျှောက်ကူညီပေးနေတဲ့ Y2K ကိုပေးသမျှအားလုံးသတိထားမိကြမှာပါရော့ခိုင်ခေါင် Y2K ဖဲတဲ့ဟာထိုင်းနိုင်ငံသားမွေထိုင်းနဲ့ MMA Fighter တူဖြစ်ပြီးဖဲတဲ့ဂျင်ရဲ့ထိပ်တန်းကစားသမားတူပါသူဟာမွေထိုင်းမှာပွဲပေါင်း85ပွဲကျော်ထိုးခဲ့ပြီး Max Stadium မွေထိုင်းချန်ပီယံကပတ်ကို2015ခုနှစ်မှာရယူခဲ့သူပါသူရဲ့မွေထိုင်းနောက်ခံကြောင့်သူရဲ့လက်သီးချက်တွေအထူးသဖြင့်ခြေကန်ချက်တွေကအလွန်ထျောက်မှုရှိအောင်ကစားပြနိုင်သူပါ One Championship မှာသူက2020ခုနှစ်မှာ LFC ကိုခြေကန်ချက်နဲ့ Technical Knockout နဲ့နိုင်ရရှိခဲ့တာမျိုးပြည်သက်တွေမမိတ်နိုင်တဲ့ပွဲတွေကိုလည်းဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့သူရဲ့လမ်းကြောင်းဟာဒီနောက်ပိုင်းမှာချုံးဝင်မနေတော့ပါဘူးဒါကလည်း Karate Combat Promotion ပွဲမှာပွဲထိုးဖို့စီစဉ်ရာကနေ One Championship ရဲ့ချင်းချောက်မှုကြောင့်ပွဲဖြတ်သိမ်းခံရတာမျိုးတွေလည်းရှိခဲ့ပါတယ်ဒီကိစ္စရဲ့အဓိကအကြောင်းရင်းက2024ခုနှစ် April လမှာ Karate Combat 45ပွဲမှာ Y2K ဟာဒုကောင်ပွဲကိုမင်း event မှာထိုးဖို့စီစဉ်ထားခဲ့တာပါဒါပေမဲ့ပွဲရဲ့နီးလာတဲ့အချိန်မှာတော့ပွဲကရုတ်တရက်ဖျက်သိမ်းခံလိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ One Championship ရဲ့ CEO ဖြစ်တဲ့ Chatri Koran ကအဖဲတက်ဂျင်ကိုဆက်သွယ်ပြီးတကယ်လို့ Y2K က Karate Combat မှာထိုးမယ်ဆိုရင်ဖဲတက်ဂျင်က Fighter တွေအားလုံးကို One Championship မှာရှင်ပြိုင်ခွင့်ပေးပေးမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်ဒီလိုချင်းချောက်မှုဟာ Y2K တယောက်တည်းကိုထိခိုက်တာမဟုတ်ပဲဖဲတက်ဂျင်တစ်ခုလုံးကိုထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်ဖဲတက်ဂျင်ဆိုတာကထိုင်းနိုင်ငံရဲ့နာမည်ကြီးမွေထိုင်း MMA BJJ လေ့ကျင့်စကန်တစ်ခုဖြစ်ပြီးကမ္ဘာ့ဆင့် Fighter တွေကိုမွေးထုတ်ပေးနေတဲ့နေရာပါ One Championship မှာဖဲတက်ဂျင်က Fighter တွေအများပြားပါဝင်ရှင်ပြိုင်နေပြီးဒီအဖွဲ့အစည်းဟာထိုင်း Fighter တွေအတွက်ကမ္ဘာ့ဆင့်ကုန်တစ်ခုဖြစ်ပါတယ်ဒါကြောင့် One Championship ရဲ့ပိတ်ပင်မှုဟာဖဲတက်ဂျင်ရဲ့ Fighter တွေရဲ့အခွင့်အလမ်းတွေကိုပိတ်ဆို့ရာရောက်စေပါတယ်အားစားလောကမှာ Fighter တွေရဲ့အခွင့်အရေးဟာတိတ်အရေးကြီးပါတယ် Fighter တို့ဟာသူလိုချင်တဲ့ promotion မှာထိုးခွင့်ရှိတယ်ဒါဟာသူတို့ရဲ့အတန်ပွဲကြောင်းမှုနဲ့ဆက်ဆက်လို့နေပါတယ် One Championship ရဲ့ဒီလိုချင်းချောင်းမှုဟာ Y2K တူဦးရဲ့အခွင့်အရေးကိုထိခိုက်စေတာမဟုတ်ဘဲ Fighter ချင်းတစ်ခုလုံးရဲ့ Fighter တွေကိုထိခိုက်စေနိုင်ပါတယ်ဒါအားကစားလောကရဲ့ကျင့်ဝတ်နဲ့မကိုက်ညီဘူးလို့ဆိုနိုင်ပါတယ်ဥပမာ UFC လိုမျိုးထိပ်တန်း MMA promotion တွေမှာ fighter တွေကိုသူတို့ရဲ့စာချုပ်အရတစ်ခုတည်းသော promotion မှာပဲထိုးရမယ်လို့သတ်မှတ်ထားပေမဲ့ဒီလိုတစ်ဖက်သက်ချင်းချောက်မှုမျိုးလုပ်တာမျိုးကိုသိမတွေ့ရပါဘူး One Championship ရဲ့ဒီလုပ်ရက်ဟာ fighter တွေရဲ့လွတ်လပ်မှုကိုကန့်သတ်ရာရောက်ပြီးအားကစားလောကရဲ့တရားမျှတမှုကိုထိခိုက်စေနိုင်တယ်လို့ Karate Combat ရဲ့ဥက္ကဋ္ဌ SMCD ကလည်းဝေဖန်ခဲ့ပါတယ်အားကစား promotion တွေကြားမှာပြိုင်ဆိုင်မှုဆိုတာကသဘာဝတရားပါ One Championship နဲ့ Karate Combat လိုပြိုင်မဲ့အဖွဲ့အစည်းတစ်ခုမှာ Fighter ချင်းရဲ့ထိပ်တန်း fighter တို့ဖြစ်တဲ့ Y2K ထိုးမဲ့ကိစ္စကိုမလိုလားတာကစီးပွားရေးရနားလည်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Y2K လိုနာမည်ကြီးFighter တူဟာ One Championship ရဲ့ပြည်သက်တွေကိုဆွဲဆောင်နိုင်တဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။သူသာ Karate Combat မှာထိုးသွားရင် One Championship ရဲ့ဈေးကွက်ကိုထိခိုက်နိုင်တယ်လို့သူတို့ကထင်မှာပါ။ဒါပေမဲ့ဒီလိုပြိုင်ဆိုင်မှုကိုကင်တွယ်ဖို့ချင်းချောက်မှုမျိုးထက်ပိုကောင်းတဲ့နည်းလမ်းတွေရှိပါတယ်။ဥပမာ One Championship အနေနဲ့ Y2K ကိုပုံမဆွဲဆောင်မှုရှိတဲ့စာချုပ်တွေစုကြီးတွေကမ်းလှမ်းပြီးသူ့ကိုဆက်ထိန်ထားနိုင်ပါတယ်။ဒါမှမဟုတ် Federal ချင်းနဲ့ပုံမရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ပါတယ်။ဒါမျိုးချင်းချောက်မှုမျိုးကကျင်းဝတ်ပိုင်းမှာရောစီးပွားရေးပိုင်းမှာပါရေရှည်မှာပါသူတို့အတွက်အကျိုးမဖြစ်ထိုးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Fighter တွေနဲ့ဂျင်တွေကြားမှာယုံကြည်မှုကိုထိခိုက်စေနိုင်လို့ပါ။ Y2K အတွက်ဆိုရင်လည်းဒီကိစ္စကသူ့ရဲ့အတန်မွေးကြောင်းမှုကိုထိခိုက်စေနိုင်ပါတယ်။သူက Karate Combat မှာထိုးဖို့အခွင့်အရေးရရှိထားပြီးပါပြီ။